မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကတော့နည်းနည်းလေးနှက်တယ်ဗျအသက်ကြီးလာတဲ့အခါမှာပေါ့နော်ငွေရေးကြေးစက်မပြေချင်းရဲ့နောက်ွယ်ကလူသိမဖြောချင်းကြတဲ့အကျိုးဆက်တွေအကြောင်းပါပဲကျွန်တော်တို့ရဲ့ဒီဆွေးနွေးမှုကအသက်ကြီးအကငွေစုကြီးဂွန်းထိခါဆိုတဲ့စောင်းပါကောက်နှုတ်ချက်လေးတစ်ခုကိုအခြေခံထားတာပါစာကတော်တော်လေးဗျဒါပေမဲ့အထက်ကဆောင်းလုံးတိုင်းကတကယ်ကိုရင်ထဲကိုထည့်ထည့်ပန်တယ်ဆိုတော့ကျွန်တော်တို့ရဲ့ရွေချက်ကဒီဆောင်ပါမှာပြောထားတဲ့အချက်တွေကိုအပေါ်ယံကြည့်သွားတာမျိုးမဟုတ်ပင်နဲ့လीအသက်ကြီးလာချင်းမှငွေရေးကြေးမလုံလောက်တာကလူတယောက်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့လူမှုဘဝကိုဘလောက်ထိနက်နက်ရှိုင်းရှိုင်းထိခိုက်နိုင်လဲဆိုတာကိုအတူတူခွဲခြားဆက်ပြောကြည့်ချင်တာပါဟုတ်နဲ့ရှင်ဒါကတကယ်ကိုအရေးကြီးတဲ့ခေါင်းစဉ်တစ်ခုပါဘာလို့လဲဆိုတော့လေဒါကပိတ်ဆံဘလောက်ရှိတယ်မရှိဘူးဆိုတော့ကိန်းကနန်းနဲ့အကြောင်းပြောနေတာထားအများကြီးပို့ပါတယ်ဒါကလူသားတယောက်ရဲ့ဂုဏ်သိက္ခာပြီးတော့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နောက်ပြီးဘဝရဲ့နောက်ဆုံးအချိန်တွေကိုအေးအေးချမ်းချမ်းဖြတ်တန်းခွင့်လိုမျိုးအခြေခံကြားတဲ့အခွင့်အရေးတွေနဲ့ direct ပတ်သက်နေတာကိုရှင်ဟုတ်ပြီဒါဆိုဆောင်းမရဲ့အဖွင့်စာကြောင်းကြီးနဲ့စလိုက်ကြအောင်။ तू ကပြောတယ်ငွေမရှိရင်တိတ်တိတ်မောမောဖြစ်ဖြစ်တက်တုံတက်တာနဲ့ရွေးချယ်ခွင့်မရှိဘူးတဲ့။ဒီချက်ကိုဖတ်လိုက်တော့လေဇင်းကပစ္စည်းတွေအကြောင်းတွေးမိတာမဟုတ်ဘူး။နေ့စဉ်ဘဝကအရန်တင်ခဲ့တဲ့အရာလေးတွေကိုသွားမြင်မိတယ်။ဥမာ तू ပေးထားတာကအရာသာရှိတာစားခြင်းအတွက်ချက်ရမယ်။အနားယူခြင်းစောင့်ဆိုင်းရမယ်တဲ့။နောက်တစ်ခုကတိတ်ဆိတ်စွာနေချင်းပြင်မဲ့သူများအတန်တွေကိုတီးခံနေရမယ်တဲ့။ဒီချက်တွေကနေ့တိုင်းကြုံနေရရဲ့ဘယ်လောက်တောင်စိတ်ကိုဖိစီစီမလဲဗျာ။အဲ့ဒီချက်ကသေးတယ်လို့ထင်ရပါမယ်။စိတ်ပိုင်းဆိုင်ရာမှာတက်ရောက်မှုကအကြီးကြီးပဲရှင်။ဒါကကိုစားခြင်းနဲ့မုံလေးတစ်ခုဝယ်စားဖို့ဒါမှမဟုတ်စူညာနေတဲ့နေရာကနေခဏလောက်တိတ်ဆိတ်ကကော်ဖီဆိုင်လေးမှာသွားထိုင်ဖို့တော့အချိန်ချင်းစဉ်းစားနေရတဲ့အခြေအနေကိုပြောနေတာလေစိတ်ပညာမှာတော့ဒါကိုကိုယ်ပိုင်အုပ်ချုပ်ခွင့် autonomy ဆုံးရှုံးခြင်းလို့ခေါ်တာကကိုဘွားရဲ့အသေးစိတ်ဆုံးဖြတ်ချက်တဲ့ပုံမှာတော့ကိုယ်ပိုင်အာဏာမရှိရတဲ့ခံစားမှုမျိုးရှင် autonomy ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတော့ဒါကရွတ်ရဲ့ချီဖြစ်လာတာမျိုးမဟုတ်ပဲနေ့စဉ်နဲ့မြကိုယ့်ရဲ့ကိုတင်ပိုးထားမှုကိုနည်းနည်းချင်းတိုက်စားသွားတာမျိုးလားတိတိကျကျပဲဟုတ်ပါတယ်ဒါကရုတ်တရက်ဖြစ်တဲ့တန်ရမဟုတ်ကိုနေတိုင်းစကူနဲ့တစ်ချက်ချက်ခံနေရတယ်လို့ပဲငါကိုစီတစ်ခွက်တောင်ကိုသဘောနဲ့ကိုမတောက်နိုင်ပါလားဆိုတဲ့တွေးမီလီယက်တောင်မှုလေးတော့မပြီးနိုင်ပါလားဆိုတဲ့တွေးတွေကတနေ့ပြီးတနေ့စုပုံလာတဲ့ခါမှာလူတယောက်ရဲ့စိတ်သက်ကိုလုံးလုံးလျားလျားဝါမြော့သွားစေနိုင်တယ်ကိုဘွားကိုမပိုင်တော့ဘူးဆိုတဲ့ခံစားချက်ကအဆိုးဆုံးပဲရှင်ကိုဘွားကိုမပိုင်တော့ဘူးဆိုတဲ့ခံစားချက်ကကိုပန်ဝင်းချင်ကလူတွေအလူတစ်ဖက်ကိုမိသားစုကကိုစစ်ဆက်မှုအပေါ်မှာပါတက်ရောက်ဖို့ရှိလာနိုင်မလားစောင်းပါရဲ့ဒုတိယချက်ကအဲ့ဒီကိုတဲ့ညွန့်ပြနေတယ်လို့ပဲငွေမရှိရင်ကိုယ်စကလုံးတွေတောင်အလီမထားဘူးတဲ့ဒီအချက်ကပို့ပြီးတော့ရင်ဟာဆရာကောင်းတယ်ဟုတ်တယ်ရှင်အဲ့ဒီအချက်ကလူမှုရေးဘက်ကိုရောက်သွားပြီအထူးသဖြင့်ကျမတို့လိုမိသားစုဆက်ဆံရေးကိုတံပိုးထားတဲ့ယဉ်ကျေးမှုတွေမှာပို့ပြီးတော့တည်တာတယ်အရင်တော့ကအဘိုးဘွားတွေမိဘတွေဆိုတာသူတို့ရဲ့အတွေ့အကြုံနဲ့ကြံ့ကြံ့နေကြောက်အင်ရဲ့တိုင်တလုံးလိုတပိုးထားကြတယ်လေသူတို့စကားကအလေးထားခံရတာအခုခေတ်မှာအဲ့ဒါတွေပြောင်းလဲလာတယ်လို့ဆိုလိုတာလားစောင်းပါတဲ့ကဒီစာကြောင်းကတော့ကျွန်တော်ရင်တွေကိုတော်တော်ထီးသွားတယ်ဗျာသားသမီးကိုကြီးပြင်းအောင်မွေးခဲ့ပေးမယ်ဒီနေ့မှာတော့ဘာမှမရှိတဲ့သူရဲ့စကားဟာအိမ်ထဲကအတန်တိုးတိုးလေးပဲဖြစ်နေမယ်တဲ့ကိုယ်တိုင်ထူထောင်ခဲ့တဲ့အိမ်တစ်လုံးထဲမှာကိုယ့်အတန်ကပိတ်တင်စမ်းတော့ပြန်မလာတော့ဘူးဆိုရယ်ခံစားချက်ကဘလောက်တောင်အထီးကျန်ရှိလိုက်မလဲအဲ့နေရာမှာစိတ်ဝင်စားစရာကောင်းတဲ့လူမှုပြည်သားရှုထောင့်တန်ခုရှိတယ်ချင်းခေတ်သစ်စီးပွားရေးစနစ်တီမှာလူတယောက်ရဲ့တန်ဖိုးကိုသူ့ရဲ့ငွေကြေးရာထောက်ပံ့နိုင်စွမ်း economic contribution ပေါ့နော်အဲ့ဒါလည်းတိုင်းတာလာကြတယ်ဆိုလိုတာကအစင်လာရတန်ဖိုးထားခဲ့တဲ့အတွေ့အကြုံရတဲ့အသိပညာ wisdom တဲ့ငွေကြေးကပို့ရေးပါလာတဲ့တဘောပေါ့ဒါကြောင့်ငွေကြေးရာမိခေါင်နေရတဲ့မိဘတယောက်ကအင်ကိစ္စတစ်ခုခုနဲ့ပတ်သက်ပြီးအကြံပေးတဲ့အခါမှာသားသမီးတွေဘက်ကမရည်ရွယ်ဘဲနဲ့တောင်အမေတို့ကဒါရီနားတယ်မှာမဟုတ်ပါဘူးဆိုတဲ့သဘောမျိုးတက်ရောက်သွားနိုင်တယ်ဒါကအချစ်ခံရပေမဲ့လေးစားမှုတော့အပြည့်အဝမရတော့တဲ့အခြေအနေစိုးတစ်ခုပဲရှင့်ဆိုတော့ကိုကဝန်ထုတ်ဝန်ပိုးဖြစ်နေပြီလားဆိုတဲ့အတွေ့အမျိုးဝင်လာနိုင်တာပေါ့နော်အဲ့လိုကိုအတန်တိုးသွားရတယ်ကိုတန်ဘူးမရှိတယ်လို့ခံစားလာရတယ်ဆိုတဲ့စိတ်ပိုင်းဆိုင်ရာအားငယ်မှုတွေကအဲ့ဒါတွေကကိုယ့်ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအထိပါထိခိုက်လာနိုင်တာပေါ့ဒါကတတိယအချက်နဲ့တရားဆက်ဆက်နေပြီငွေမရှိရင်နာမကျန်းတဲ့အခါအားငယ်တဲ့အခါအားနေတဲ့အခါကာကွယ်စရာမရှိဘူးတဲ့ဒါကတော့တကယ်ကိုလက်တွေ့ကြပြီးကြောက်စရာအကောင်းဆုံးပဲဗျာဟုတ်ပါတယ်အရင်အချက်နှစ်ချက်ကဂုဏ်သိက္ခာနဲ့စိတ်ခံစားမှုအကြောင်းပြောနေတာဆိုရင်ဒီအချက်ကတော့အသက်ရှင်တန်ရေးနဲ့တိုက်ရိုက်သက်ဆိုင်သွားပြီအသက်ကြီးလာတဲ့အခါကျန်းမာရေးချိုးယွင်းမှုဆိုတာရှောင်လွှဲလို့မရတဲ့ကိစ္စတစ်ခုပဲလိအဲ့ဒီအချိန်မှာကိုကာကွယ်ဖို့ငွေကြေးတိုင်းလွှမ်းမရှိဘူးဆိုရင်တိုက်ပွဲကိုလက်နက်မပါပဲဝင်တိုက်ရတယ်လို့ပဲဟုတ်ပါစောင်းပါထက်ကဆရာဝန်ဖိုးစေဘိုစေယုံတော်စရိတ်ဒါတွေကတချီရွယ်အိုတွေကိုညာတာလေးမရှိဘူးဆိုတဲ့စာသားကအယမ်းမှန်တယ်ယောဂါကလူကြည့်ပြီးမှမဖြစ်ဘူးလေကိုလက်မီမတာထစ်လာတဲ့အခါစီခန်းသွားရင်ပိတ်ဆံကုန်မှာစိုးလို့ဆိုပြီးအောင်ဤထားရင်ယောဂါပိုကြီးသွားတဲ့အဖြစ်ဒီလက်တွေ့မှာအများကြီးပဲအဲ့ဒီအချိန်တွေကငွေရေးစီမံခန့်ခွဲမှုမှာအရေးပေါ်ရန်ပုံငွေပေါ့ emergency fund ဒါမှမဟုတ်ကျန်းမာရေးစုငွေဆိုတာရဲ့အရေးပါပုံကိုမိမုံထိုးပြလိုက်တာပဲ
အဲ့ဒီရန်ပုံငွေဆိုတာကပိတ်ဆန်တတ်မဟုတ်ဘူးရှင်ကိုယ့်ရဲ့ပုံမှန်ဘဝနဲ့မမျောလင်းထားတဲ့ဂျမ်းမာရဲ့အကြအတိအကျကမိသားနိုင်ရန်တခုလိုပဲ firewall ပေါ့ အော်မိသားနိုင်လိုမျိုး ဟုတ်တယ်အဲ့ဒီမိသားနိုင်ရန်တာမရှိခဲ့ရင်ကြီးကြီးမားမားညီမကောင်းဖြစ်မှုတစ်ခုတည်းနဲ့တသက်လုံးရှာဖွေခဲ့သမျှပြားကျသွားနိုင်တယ်လေ ဒါပေမဲ့လူတော်တော်များများကလေကိစ္စမရှိပါဘူးဒုက္ခရောက်ရင်ကုညီမဲ့သူတွေရှိမှာပါဆိုပြီးမျောလင့်တတ်ကြတယ်မဟုတ်လား အဲ့ဒီချက်ကိုလည်းဆောင်းပါးကထောက်ပြထားတဲ့ရှင်လက်တွေ့ဘဝကပုံမြင်သေးကလို့အမြဲကူညီမဲ့သူရှိတာမျိုးမဟုတ်ဘူးလေဒါကအရန်အရေးကြီးတဲ့သတိပေးချက်ပဲကိုသားသမီးမိတ်ဆွေတွေကကူညီချင်ကြမှာတဲ့ကြပါတယ်ဒါပေမဲ့လက်တွေ့ဘဝမှာလူတိုင်းမှာကိုခက်ခဲမဲ့ကိုတာဝန်နဲ့ကိုရှိကြတယ်လေသူတို့ရဲ့ကူညီကိုအမြဲတမ်းမိခုံနေလို့မရဘူးဆိုတဲ့ကျန်းတဲ့လက်တွေ့ဘဝကိုရင်ဆိုင်ဖို့သတိပေးနေတာ မှန်တယ် ကိုကျမ်းမာရေးအတွက်အဓိကတာဝန်ရှိသူကကိုယ်တိုင်ပဲဖြစ်ရမယ် ကိုကြက်မရဲ့ကိုတောင်ကိုတာဝဲမယူနိုင်တဲ့အခြေအနေကနေဘွားရဲ့နောက်ဆုံးအခြေအနေကိုကိုယ်တိုင်မပိုင်တော့တဲ့အခြေအနေချီရောက်သွားနိုင်တယ်ဆိုတော့ကိုစထိုးထားချက်ကညွန်ပြနေလို့ပဲဒီချက်ကတော့တော်တော်လေးပြင်းထန်တယ်ဗျငွေမရှိရင်တေးချင်လို့တေးဖို့တောင်ကွန်တစ်ခါမရှိဘူးတဲ့ဒီစကားလုံးကကြားရတော့တမျိုးကြီးပဲ ပါလားရှင်ဒါကအသက်ရှင်တန်ရေးဆိုတဲ့အဆင့်ကိုကျော်လုံးပြီးလူကုန်တိခ human dignity အကြောင်းကိုပြောနေတာလူဆိုတာအသက်ရှင်ရောနဲ့မပြီးဘူးလေအထူးသဖြင့်ဘဝနေဝင်ချိန်မှာကိုယ့်ရဲ့တန်ဖိုးထားမှုတွေယုံကြည်မှုတွေနဲ့အညီအေးအေးချမ်းချမ်းအဆုံးသတ်ခြင်းကြတာပေါ့ ဟုတ်တယ် ဆောင်းပါးတွေကဥပမာတွေကဒီအချင်းတွေကို မျက်မြင်ပမာပုံဖော်ပြတယ်မနေချင်တဲ့နေရာမှာနေရမယ်မစားချင်တဲ့အရာကိုစားရမယ်မတောင်းချင်တာကိုတောင်းနေရမယ်တဲ့ဆိုလိုတာကကိုယ့်ဘဝရဲ့နောက်ဆုံးအခန်းကိုတော့ကိုယ်တိုင်ရေးခွင့်မရှိတော့ပဲသူများရေးပေးတဲ့ဇညောအတိုင်းလိုက်ခနေရတယ်လို့ပဲသားသမီးတွေအဆင်ပြေတဲ့နေရာမှာလိုက်နေရတာသူတို့ချက်ပြုတ်ကျွေးမွေးတာကိုပဲစားရတာလိုအပ်တာလေးတစ်ခုတော့တောင်းမျက်နှာငယ်ငယ်နဲ့စကားစားနေရတာမျိုးတွေပေါ့ဗျာ အဲ့ဒီအခြေအနေမှာဖြစ်ပေါ်လာတဲ့စိတ်ပိုင်းဆိုင်ရာနာကျင်မှုကအရင်ကြီးမားပါတယ်ရှင်တတလုံးကိုချေတော့ဘောကိုရက်တီခဲ့တဲ့လူတယောက်အတွက်သူတို့ဘာရဲ့အဆင်ပြေမှုအောက်မှာလိုက်နေရပြီဆိုတဲ့ခံစားချက်ကကိုလေးစားမှုကိုလုံးဝပြောင်းဆုံးသွားစေနိုင်တယ်ငါဘဝကဒီလောက်ပဲလားဆိုတဲ့ဝက်နဲ့ချီခွေးမှုမျိုးနဲ့ဘဝကိုအဆုံးသတ်ရနိုင်ချေရှိသွားပြီ ခဏပြောခဲ့တဲ့အချက်တွေအားလုံးရွေးချယ်ခွင့်ဆုံးရှုံးတာကိုယ်အတန်တင်ဝင်သွားတာကျမကြီးအကကွေးမဲ့တာနောက်ဆုံးအချိန်မှာတော့ဂုဏ်သိက္ခာမရှိတာဒါတွေအားလုံးကိုစုပေါင်းလိုက်တဲ့အခါနောက်ဆုံးအချက်ကိုရောက်လာတယ်ဒါကတော့တကယ်ကိုဝမ်းနဲ့စရာအဆုံးသတ်ပဲပင်နမအချက်ကငွေမရှိရင်ဘဝနောက်ဆုံးအချိန်မှာပျော်ရွှင်မှုမရှိဘူးဆိုတာပါပဲ တကယ်တော့ဒီနောက်ဆုံးအချက်ကရှေ့ကအချက်အားလုံးရဲ့အကျိုးဆက်တွေစုပေါင်းပြီးဖြစ်ပေါ်လာတဲ့နောက်ဆုံးရလဒ် combination လို့ပြောလို့ရတယ်စဉ်းစားကြည့်လေရှင်နေ့စဉ်ဘဝမှာကိုယ်ပိုင်ဆုံးဖြတ်ခွင့်မရှိကိုယ်စကားကိုဘယ်သူမှအလေးမထားနေမကောင်းဖြစ်ရင်ကားခွေစရာမရှိနောက်ဆုံးအချက်မှာတော့ဂုဏ်သိက္ခာမရှိတဲ့ဘဝတစ်ခုမှာပျော်ရွှင်မှုဆိုတာဘယ်လိုလုပ်ပြီးရှိနိုင်တော့မလဲ ဆောင်းပါးထဲမှာရေးထားတဲ့စာကြောင်းလေးကဒီအဖြစ်ကိုပိုပြီးပုံပေါ်စေတယ်ဗျတဘဝလုံးအလုပ်ကြိုးစားခဲ့တာရာရာတိခန့်ခဲ့တာနောက်ဆုံးမှာတော့အုံမင်းသွားတဲ့အချိန်နဲ့အတူတကိုယ်တည်းစိတ်ငြိမ်စွာနေုံမှာပဲတဲ့လူငယ်ဘဝမှာမိသားစုတွေပင်ပန်းစင်းရဲခံချွေတာဆူဆောင်းခဲ့ပေမဲ့ကိုယ့်တွေဘာမှမကြံခဲ့တဲ့အခါအတက်ကြီးတော့အားလည်းမရှိငွေလည်းမရှိအဖော်လည်းမရှိနဲ့အထီးကျန်စွာဘဝကိုအဆုံးသတ်ရတဲ့ပုံရိပ်ကိုမြင်အောင်စေတယ် ဟုတ်ပါတယ်ဒီအချက်ကကျမတို့ရဲ့ဘဝတစ်ချောင်းလုံးစူးစမ်းရခြင်းရဲ့အဓိပ္ပာယ်ကိုပြန်ပြီးမြင်ခွင့်ထုတ်စေတယ်လူတွေဘာအချက်ဒီလောက်လုံးနေကြတာလဲဘဝရဲ့နောက်ဆုံးအချိန်မှာအေးချမ်းတည်ငြိမ်ပြီးဂုဏ်တိခွာရှိတဲ့ဘဝနီးဂုဏ်လေးတစ်ခုကျွဲမဟုတ်ဘူးလားရှင်အဲ့ဒီပန်းတိုင်ကိုမရောက်နိုင်ဘူးဆိုရင်တသက်လုံးစူးစမ်းခဲ့တဲ့မြတ်ကအဓိပ္ပာယ်မဲ့သွားတယ်လို့ခံစားရစီနိုင်တယ်ဒါကြောင့်ဒီဆောင်းပါးကငွေရေးကြီးတဲ့ဘုံနဲ့ဆိုင်တဲ့ဘဝရဲ့အနှစ်သာရကိုစဉ်းစားခိုင်းနေလာလို့ကျွန်မမြင်တယ် ကောင်းပြီပါဒီနေ့ကျွန်တော်တို့ဆွေးနွေးကြတာတွေကတော်တော်လေးလေးနက်ပြီးစိတ်ထဲမှာဆွဲကြံနေခဲ့စေပါတယ်အနစ်ချုပ်အနေနဲ့ပြန်ကောက်ရရင်အသက်ကြီးချိန်အတွက်ငွေစုချင်းဤဂုံတက်ခါဆောင်းပါးကနေကျွန်တော်တို့ထုံထုံတုံးတက်ခဲ့တဲ့အဓိကအချက်၅ချက်ကတော့တစ်ငွေကြေးမရှိရင်အတေးအဖွဲနေစဉ်ဘဝရွေးချယ်ခွင့်တွေကဆက်ဆုံးရှုံးရတယ်နှစ်ကိုယ့်ရဲ့အတန်နဲ့အကြံဉာဏ်တွေကကိုမိသားစုအတွင်းမှာတောင်တန်ဖိုးမဲ့ပြီးတိမ်ဝင်သွားနိုင်တယ်သုံးနာမကျန်းဖြစ်ချိန်မှာရုပ်ပိုင်းဆိုင်ရာတော့စိတ်ပိုင်းဆိုင်ရာပါကားခွေပေးမဲ့တိုင်လွှားမရှိတော့ဘူးလေးဘဝရဲ့နောက်ဆုံးခရီးကိုတောင်ကိုလိုချင်တဲ့ပုံစံနဲ့ဂုံတက်ခါရှိစွာအဆုံးမတတ်နိုင်တော့ဘူးနောက်ဆုံးငါကတော့အဲ့ဒီအကျိုးဆက်တွေအားလုံးရဲ့ရလက်အဖြစ်ဘဝရဲ့နေဝင်ချိန်မှာပျော်ရွှင်မှုဆိုတာလုံးဝကင်းမဲ့သွားရခြင်းပါပဲ ဒီချက်တွေအားလုံးကအကြောက်စရာကောင်းတဲ့တတိပေးချက်တွေပါပဲဒါမဲ့ဒီဆွေးနွေးမှုကအဲ့ဒီလိုစစ်ပြတ်အားငယ်မှုနဲ့တော့အဆုံးမတတ်ချင်ဘူးနားထောင်နေသူတွေကိုစဉ်းစားစရာအတွေ့တစ်ခုတော့ပေးခဲ့ချင်ပါတယ်ရှင်ဒီဆောင်ပါကငွေမစုမိချင်းရဲ့ကြောက်စရာကောင်းတဲ့အကျိုးဆက်တွေကိုအဓိကထားပြီးအလွန်ထိရောက်တဲ့တတိပေးခေါင်းလောင်းတန်တစ်ခုအဖြစ်ဖော်ပြသွားပါရီအရေးကြီးတာကဒီခေါင်းလောင်းတန်ကိုကြားပြီးကြောက်နေုံနဲ့မပြီးဘူးလေဒီတတိပေးချက်တွေနဲ့သင်ခန်းစာယူပြီးကိုယ့်အတွက်ပို့ပြီးလုံခြုံပိုပြီးဂုဏ်တိက္ခာရှိတဲ့အနာဂတ်တစ်ခုကိုတိစောက်ဖို့အတွက်ဒီနေ့အခုအချိန်မှာလက်တွေ့ကြဘလို့သိငယ်တဲ့လှုပ်ဆောင်မှုမျိုးကိုစတင်နိုင်မလဲဆိုတာကတော့ကျမတို့အားလုံးအတွက်အရေးကြီးဆုံးစဉ်းစားမယ်မေးခွန်းတစ်ခုပါပဲ